from now on from this time on ယခုမှစ၍အနာဂတ်တွင် future tense ကိုသုံးပါမယ် from now on I will be more careful ယခုမှစ၍ကျွန်တော်ပိုပြီးဂရုစိုက်ပါတော့မည် from now on I will exercise every day ယခုမှစ၍ကျွန်တော်လေ့ကျင့်ခန်းနေ့စဉ်လုပ်ပါမည် from now on I will always tell you the truth ယခုမှစ၍ကျွန်တော်မင်းကိုအမြဲအမှန်ပြောပါမည် from now on the gates will be locked at midnight ယခုမှစ၍ဂိတ်များကိုတန်ခါရန်တွင်တောက်ခတ်မည် from this time on I will be more careful ယခုမှစ၍ကျွန်တော်ပိုပြီးတော့ဂရုစိုက်ပါတော့မည် from this time on I will take my responsibilities more seriously ယခုမှစ၍တာဝန်များကိုကျွန်တော်ပိုပြီးလေးလေးနက်နက်သဘောထားပါမည် from that time on from that day on ထိုအချိန်ထိုအရက်မှစ၍ယခုထိဖြစ်ခဲ့သည့် past tense ကိုသုံးပါမယ် from that time on things change ထိုအချိန်မှစ၍အရာရာပြောင်းလဲခဲ့ပါသည် from that time on she never looked back ထိုအချိန်မှစ၍သူမဘယ်တော့မှပြန်လှည့်မကြည့်တော့ပါ from that time on they never spoke again ထိုအချိန်မှစ၍သူတို့စကားမပြောတော့ပါ from that day on everything changed ထိုရက်မှစ၍အရာရာပြောင်းလဲခဲ့ပါသည် from that day on they were the best of friends ထိုရက်မှစ၍သူတို့အကောင်းဆုံးမိတ်ဆွေဖြစ်ခဲ့ကြပါသည်